ဒီမှာဗျကဘာအောက်မှာကြောက်ရှာနေကြတာပေါ့နော်ရင်ခုန်စရာဗျနော်ဘာကြောင့်မို့ရင်ခုန်လဲဆိုတော့ကဘာကြီးကိုကြည့်လိုက်ဗျမြင်းကြီးမိုးနေတာနော်ဒါမော်စီစာကြောပေါ့နော်ဟိုမှာစိုးနဲ့ခွာတဲ့လူကခွာနေတယ်ဗျတန်တိုင်နဲ့ကြိုးစားပန်းစားထိုးနေတဲ့လူကလည်းထိုးနေတယ်ပေါ့ဗျာနော်ဒီအောက်မှာလည်းထိုးနေကြတယ်ဗျာနော်မိမလာလေးတွေမြင်လို့ရင်မခုန်တတ်တဲ့လူတွေမော်ထဲလာဗျာနော်ဒီအောက်မှာအလုပ်လုပ်ရတာရင်ခုန်စရာကောင်းတယ်ဗျာနော်သူကကဘာမြင်လို့ရင်ခုန်ရတာတစ်မျိုးဗျာနော်တန်တိုင်တစ်ချက်ထိုးလိုက်ရင်ကြောက်ကောင်းထွက်လာမလားဆိုတော့မျောလင်းချက်ကတစ်မျိုးဗျာနော်မျောလင်းချက်2မျိုးနဲ့ရင်ခုန်မှု2မျိုးရနိုင်တယ်ဗျာနော်ယောက်ျားလေးဖြစ်ပြီးရင်မခုန်တတ်တဲ့လူတွေမော်ထဲတက်ခဲ့ဗျာနော်ကြောက်တလုံးလာပြတယ်ဗျာကြည့်လိုက်မယ်ဒါစားတော့လဲညရှိစားတော့ပြောလဲ6သိန်းထည့်ပေးလိုက်6တောင်း6သိန်း6သိန်းအော်အမြင်ပါလဲဝေးပါတယ်ပေါ့ညကြည့်လိုက်မယ်နော်ကဲကြောက်လေးရတော့ဈေးမကိုက်လို့ပြန်ပေးလိုက်ပြီဗျာနော်နှလုံးလာပြတယ်ဗျာဒီတစ်လုံးက6သိန်း3သိန်းတောင်းတယ်ဗျာမကြိုက်ဘူးဗျာဈေးတော့မပြောတော့နော်ပထမတစ်လုံးကတော့လေသူကဟောင်းလောင်းပေါက်လို့ဗျာဒါပေမဲ့ရမ်းအရမ်းဆွေးတယ်ဗျာနော်ကြောက်သားမကြံတော့ဝိတ်လဲခါတယ်အနာလည်းများတော့ဗောနော်အနာများလို့ဝိတ်ခါတာတစ်မျိုးဗျာနော်ရမ်းဆွေးလို့ဝိတ်ခါတာတစ်မျိုးဗျာနော်သူကဆိုလိုတဲ့တဘောကကြောက်သားတိတ်မရှိတော့ဘူးပြောဗျာနော်ကျစ်လက်တိတ်တဲစားနဲတာဗောဗျာနော်ကဲကြောက်အကြောင်းမပြောဗျာနော်ရင်ခုန်မှုအကြောင်းပဲပြောမယ်ဗျာနော်ဟောရင်ခုန်ခြင်းတဲ့လူတော့မော်ထဲလာခဲ့ဗျာနော်အမှမနဲ့စောစောကိုချွေးတန်တရွှဲရွှဲနဲ့အလုံးလုံးနေကြတယ်ဗျာနော်ကျိုးစားပန်းစားနဲ့လုံနေကြပေါ့တန်တိုင်းတစ်ချက်ဆိုလို့ရှိရင်အမလေးကြီးပွားချမ်းသာဖို့ကလွယ်လေးဗျာနော်လွယ်လားဆိုတော့လည်းလွယ်တယ်ဗျာခက်လားဆိုတော့လည်းပြင်ပန်းနဲ့ခက်ခဲရှာရတာပေါ့ဗျာနော်ကံကြမ္မာကိုမိပြီးလုပ်ရတဲ့အလုပ်ဆိုတော့လွယ်တော့မလွယ်ဘူးဗျာနော်ချနေကြတာပဲဗျာနော်သူတို့တွေကတော့မကြောက်မရွံ့ကဘာအောက်မှာလှုပ်တယ်ဗျာနော်ကိုကတော့ခက်လန်းကြည့်လိုက်မိုးနေတာကိုတော်မနေမော့တက်ကြီးဖြစ်နေပါတော့ကျွန်တော်အခုထိုင်နေတဲ့အနေထားတော့မှနည်းနည်းလေးအန်ဒီရဆက်ကွင်းသိမလွတ်ချင်ဗျာနော်ဒီမှာဗျာနော်ဒီကြောက်လေးတစ်လုံးကတော့2သိန်း3သိန်းနဲ့ဆေးလိုက်တယ်ဗျာအဝိလေးကနည်းနည်းဟာတယ်ဗျာမီးရတော့ဟောင်းလောင်းပေါ့ဒါပေမဲ့ရအောင်ကြည့်လိုက်ရမ်းနည်းနည်းဆွေးတယ်ဗျာနော်ရမ်းဆွေးပြီးဝိတ်ခါတော့အနာစားမှာကြောက်ရတယ်ဗျာနော်ပြီးရမ်းရွာပြီးမှတက်နေတာဒီကောင်ခြံရမ်းဖြစ်ဖို့များတော့ဗျာနော်ဆေးပြီးခြံပေါက်ဆိုတော့ဝဲထုတ်ရမှာဗျာနော်ဆေးပြီးမှစမ်းပေါက်ဆိုတော့နည်းနည်းလက်ကြီးဖြစ်မှာဗျာနော်ကဲမီးပေါက်တာပြပေးမယ်နော်ဒီမှာဗျာသူ့မီးပေါက်ချက်ကဒီလိုဗျာနော်ခြံပေါက်လို့နဲ့ဟိုနည်းနည်းဝါပေါက်ဗျာနော်ကြောက်တိတ်ကြိုက်ဗျာဒါပေမဲ့စစ်လက်စားနဲ့တော့ဒီများလည်းရောက်ပြီဆိုတော့ဝယ်လိုက်ဗျာနော်ခြံပေါက်တော့ဖြစ်မှာဗျာနော်ခြံပေါက်ဆိုလစ်ပြီဗျာစမ်းပေါက်ဆိုစားမယ်ဗျာလက်စားတဲ့ကြောက်ဆိုတော့ချပြီဗျာနော်ဟိုမြန်ရနော်ဝယ်လာတဲ့ကြောက်ကလေးပေါ့2သိန်း3သိန်းပွက်ခ1000 1သိန်း1000ကြောက်မှာဗျာကြောက်တိတ်ကြိုက်ဗျာနော်ရှာရှည်မှဈေးပေးလိုက်တော့ဗျာနော်ကြောက်ရမ်းဆွေးတယ်ဗျာအနာများတယ်ဗျာနော်ကြောက်ကောင်းဖြစ်တော့ဒါမျိုးကြောက်တွေကနည်းနည်းလေးရောင်းပန်းမလောက်ပါဗျာနော်ဒါပေမဲ့ရမ်းကခြံရမ်းဖြစ်နေတယ်ဗျာပေါက်ချက်ကလည်းခြံပေါက်ဖြစ်နေတယ်ဗျာအမှန်တိုင်းပြောတော့တိတ်တော့မကြိုက်ဗျာနော်ဟောင်းလောင်းပေါက်တိုင်းတိတ်မကောင်းဗျာအထိုင်ကလည်းတိတ်မလောက်ဗျာနော်တကယ်လာတိုင်းမှာတကယ်ဝယ်တင်းတဲ့ကြောက်ဆိုလို့ရှိရင်ကြည့်လိုက်တော့လည်းရင်ခုန်တယ်ဗျာဈေးပြောလိုက်ရင်လည်းရင်ခုန်တယ်ဗျာဝယ်လိုက်ရင်လည်းရင်ခုန်တယ်ဗျာနော်ဆေးရင်လည်းရင်ခုန်တယ်ဗျာဆေးပြီးလည်းရင်ခုန်တယ်ဗျာနော်ရောင်းတဲ့ချိန်ဆိုလည်းရင်ခုန်တယ်ဗျာနော်အမှအဟောင်းကြောလေးရက်နေကြတယ်ဗျာနော်ဟောမှာတော့အတစ်ကြောတူးနေကြတယ်ဗျာနော်ရင်ခုန်ခြင်းတဲ့လူတွေကတော့မော်ထဲလာခဲ့ဗျာနော်ရင်ခုန်မှုအမျိုးမျိုးရှိတာပေါ့ဗျာနော်ကြောက်ရဆေးတဲ့လူကဘာတန်မှမထွက်ဘူးဗျာကြည့်နေတဲ့ဒီဇိုင်းကတော့အောင်တဲ့ဒီဇိုင်းကတော့မပေါက်ဘူးဗျာနော်အောင်တဲ့ကြောက်ဆိုရင်အခုလိုရမ်းရွလဲဆို4ချက်5ချက်လောက်တိုက်ရင်ပြီးသွားပြီပေါ့ဗျာနော်ပြီးရင်ရင်ခုန်နဲ့ပြီးလာပြီပေါ့အခုကဒီဇိုင်းကကြတော့ရော့ဘောစီယူထားလိုက်တော့လက်ကီပေးစရာမလိုတော့ဘူးဆိုတဲ့ဒီဇိုင်းမျိုးဗျာနော်ရင်ခုန်စရာကောင်းတဲ့ဒီဇိုင်းမျိုးမထွက်ဘူးဗျာနော်ကြည့်ရရမ်းဆွေးနဲ့ဆိုတော့စ
စေးနေတော့ကွဲသွားနိုင်တဲ့အနေထားတော့မဟုတ်ကွဲသွားရလားတော့မသိဘူးဗျာနော်ရဖြူပြီးမှချွန်ရမ်းဖြစ်နေရနော်ဘလို့လဲပဲ့တော့မလားပဲ့တော့မှအနာများတယ်လို့ဒါကြောင့်မို့ဝိတ်ခါတယ်ဆိုနော်ဝိတ်ခါတာအနာများလို့ဝိတ်ခါတာလည်းပါတယ်ကြောက်ကချွန်ရမ်းနေမို့လို့မလားလို့ကြောင်းမို့လည်းပါတယ်ယူခဲ့ကြည့်လိုက်ကြည့်အောင်ဘာမှဖြစ်ပါဘူးပဲ့တော့လည်းဘာမှဖြစ်နေလဲထင်းတဲ့အတိုင်းပဲဗျာချွန်ရမ်းချွန်ဗျာနော်ကြောက်ဟာတယ်ဗျာနော်ဒီမှာအနာမှာတွေပဲ့သွားတယ်ဗျာနော်ဒါအနာစားထားတာဗျာနော်အနာကြီးတွေပေါ့ဗျာထင်းတဲ့အတိုင်းချွန်ရမ်းဗျာပေါ့ပွားဗျာရိုက်ခွဲရမှာဗျာနော်ပြောကြည့်လိုက်ညီလေးနည်းနည်းထုခွဲရမှာခွဲမလားပိုကြီးထုရမှာညီလေးချွန်ရမ်းဘာမှလုပ်မရအောင်တော့ဆောက်ရရင်နော်ချွန်လို့ချွန်ဝါပြီးမှချွန်ရမ်းလေတော့ပေါက်တယ်လို့ပိုကြီးသူကအာယုံနဲ့ကြည့်နေတယ်ဗျပေါက်တယ်ညီလေးချွန်ပေါက်တာလေကြောက်ကမျိုးတန်းသိမ့်မကြိုက်ဘူးအားနဲ့မာနဲ့အာယုံနဲ့လောက်ရမယ်မျိုးမို့ဟိုမှာဟော့ကဲမှာနည်းနည်းထုကြည့်လိုက်ညီလေးအဲ့ဒီအစွန်အဖျားထုကြည့်လိုက်ကွဲမှာချွန်ဟိုမှာလက်နဲ့ဖဲ့လိုက်တာဗျာနော်ဟောဟာတော့မလို့ဗျချွန်ဗျာနော်ဝက်ထိုးရမယ်ကြောက်ဗျဒါညီလေးကြည့်ချွန်မြဘာမှလုပ်မရဗျာနော်တစ်ချက်နှစ်ချက်ကြည့်ပြီးသူတို့နှမျောတယ်ဆိုရင်သူတို့ဒီတိုင်းလက်ဆောင်ပြန်ပေးလိုက်မယ်ဗျာကြည့်လိုက်ဦးမယ်နော်ကြောက်ကိုလက်ဆောင်ပေးလိုက်ပြီဗျာနော်ဘာမှတုံးစားလို့မရဗျာရေမဆေးဆိုတာအဲ့လိုပဲဗျာနော်အောင်ရင်ကိုစားဖို့မအောင်ရင်တော့ကိုရှုံးတော့ဗျာနော်ခုတော့ရှုံးသွားပြီဗျာနော်ကြောက်ကလေးကိုလည်းနည်းနည်းဖဲ့ပြီးမှကျန်တဲ့အမအပဲ့စားကိုပေးလိုက်ပြီဗျာမိထိုးကြည့်ပြီဗျာဘာမှတုံးစားလို့မရဗျာနော်အဲ့လိုပဲဗျကြောက်ဆိုတာကရှုံးတဲ့ခါလဲရှုံးတယ်မြတ်တဲ့ခါလဲမြတ်တယ်ပေါ့နော်ကျွန်တော်တော့အများဆုံးရှုံးတဲ့ခါလဲရှုံးတယ်ရှုံးတဲ့ခါလဲရှုံးတယ်ဆိုတော့မျိုးပဲပါနော်ပညာဘုဟုတ္တဘောမော်ရမနေရလဲလွယ်တော့မလွယ်ဘူးဗျာနော်တခါတလေတော့အဝေးကနေမှချောင်ချောင်လေးလို့ထင်တာအမှန်မချောင်ဘူးဗျာနော်ဒီတလုံးကတော့ခင်ရတဲ့တငယ်ချင်းတယောက်ကကြောက်မျိုးမရတာကြာပြီဗျာလက်ကြီးကြီးဖွင့်ပေးလိုက်ဆိုတော့2000ဖွင့်ပေးလိုက်တယ်ဗျာနော်ရှင်လူတဲ့ဆိုင်ဒီလိုအမှန်ကန်လေးက2000ကတော့တင့်တော်တယ်ဗျာနော်ရောင်းတော့ပေါင်းတော့အောင်တော့နိုင်တဲ့အခြေအနေမျိုးဗျာနော်ချော100ရာခိုင်နှုန်းလုံးတယ်ဗျာသူကအထိုင်မဲမလာတာနော်အထိုင်ကဒီလိုလုံးတုံးဆိုလာတဲ့စီရင်မုံဗျာနော်ဒါပေမဲ့ကြောက်ကလုံးတော့အနာလေးကလည်းခက်ကင်းလေးဗျာနော်ခုနကတသိန်းကျော်ရှုံသွားတဲ့ဟာဒီကောင်လေးကအရင်ဖာလို့ဖာညာလေးပေါ့နော်မော်ထဲမှာဆိုတာအဲ့လိုပဲဗျတလုံးရှုံးရင်တလုံးကိုရောင်းတော့မောင်မျောရတာပေါ့ဗျာနော်ပြီးမျောရတဲ့ကြောက်မျောရတော့တိတာတယ်ဗျာနော်အဲ့လိုကြောက်မျောရအောင်စိတ်ရှိထားရတာပေါ့ဗျာနော်တနေ့မှတလုံးမဝယ်ရခြင်းနေပါစေတနေ့မှတလုံးဝယ်ရ10နှစ်စားလို့ရတယ်ဆိုတော့ကြောက်မျိုးစောင့်ကြတာပေါ့နော်ကျွန်တော်မစောင့်နိုင်ဘူးဗျာကျွန်တော်တွေးတဲ့ကြောက်အကုန်စော်တာဗျာနော်အဲ့ဒါကြောင့်ပါလာတဲ့ငွေပါလေးကမကြခင်ကုန်တော့မှာဗျာနော်ကုန်ရင်အိမ်ပြန်မယ်ဗျာနော်လှုပ်เสียရှိတာတော့လှုပ်တင်းလှုပ်ထိုက်တဲ့ဟာရောမလှုပ်တင်းမလှုပ်ထိုက်တဲ့ဟာရောအကုန်လုံးမှာဗျာနော်ကြောက်နဲ့ပတ်သက်ပြီးပြောတာနော်ကြောက်နဲ့ပတ်သက်ရင်အကုန်ဖိုက်မှာဗျာရှင်လူလည်းဖိုက်မှာကြီးကန်းလည်းဖိုက်မှာဗျာနော်ကြောက်မျိုးလည်းဖိုက်မှာဗျာအကုန်တွဲမှာနော်တွဲလို့ကုန်ရင်ပြန်မှာပဲချမှာပဲခတ်မှတ်မိုက်ပဲနော်